Happy ဖြိုးကိုပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်လူပြောများနေရတဲ့အဆိုတော်ပပူအခုပိတ်တဲ့အခိုင်အမာရရှိထားတဲ့ဒေသရှင်ပပူနဲ့ငငယ်ကလေးကပိတ်တဲ့ရှိတော်ဖြစ်ခဲ့တဲ့ Happy ဖြိုးတို့ကြားကတရှင်ကိစ္စဝေပိုင်းခံနေရပါတယ်အစားကတော့အဆိုတော်ပပူကသူမရဲ့အလွန်အောင်မြင်ခဲ့တဲ့သူမအတွက်ဆိုတဲ့တရှင်ကိုနာမည်ကြီးတမတ်စင်ကတရှင်ဆိုပြိုင်ပွဲအစီအစဉ်မှာ Happy ဖြိုးတီဆိုဖို့အတွက်တည်တံ့ရောင်းချပေးခဲ့တာပါအဲ့ဒီလိုရောင်းချတဲ့အချိန်မှာတင်ပပူဘက်ကနေ Happy ဖြိုးကိုတခြားကြိုတင်တတိပေးအမှားစကားပါခဲ့ပါတယ်အဲ့ဒါကတော့ဒီတရှင်ကိုတမတ်စင်ကအစီအစဉ်တစ်ခုတည်းမှသာတီဆိုခွင့်ပြုတာဖြစ်ပြီးတော့အပြစ်မှအခကျင်းဝင်နဲ့လိုက်ဆိုရတဲ့ stage show တွေဖြောပြရတဲ့ပွဲတွေမှာလုံးဝမတီဆိုဖို့နှုတ်ကတိတောင်းခံခဲ့တာဖြစ်ပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ Happy ဖြိုးတယောက်အပြစ်မှလက်ခံကျင်းပနေတဲ့ဖြောပြရေးပွဲတွေမှာအဲ့ဒီသူမတဲ့တရှင်ကိုဆက်လက်တီဆိုနေတဲ့ဗီဒီယိုဖိုင်ကိုပပူတယောက်မြင်တွေ့သွားခဲ့ပါတယ်အစားပိုင်းမှာတော့ပပူကဒီကိစ္စနဲ့ပတ်သက်ပြီးသူမရဲ့တရှင်ကိုအပြင်ပွဲတွေမှာမဆိုဖို့Happy ဖြိုးကိုပြပြတသားတားမြစ်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ပပူရဲ့စိတ်ထားပြောပြောင်းသွားခဲ့ပါတယ်။အကြောင်းရင်းကတော့ Happy ဖြိုးကသူ့ရဲ့မိဘတွေကိုရှာဖွေလောက်ကင်ကျွေးမွေးနေတဲ့သားလိမ်မလေးတယောက်ဖြစ်နေတာကြောင့်ပါ။မိဘကိုလှုပ်ကျွေးနေတဲ့သူတယောက်ရဲ့အလောက်ကင်ကိုမထိခိုက်စေချင်တဲ့စေတနာနဲ့ပပူကဒီတစ်ချိန်မှာတော့ Happy ဖြိုးကိုအဲ့ဒီတစ်ချိန်တီဆိုခွင့်ပြုလိုက်တော့မယ်လို့ဖြေချော်ပြောဆိုလာခဲ့ပါတယ်။ဒါပေမဲ့သူမကတစ်စစ်ထဲမှာပဲသူတစ်ချင်းတွေကိုဘသူတူတယောက်ကမှလာရောက်တီဆိုတာမျိုးကိုလုံးဝမကြိုက်နှစ်ဘူးဆိုတဲ့တမရဲ့ဆန္ဒကိုတော့ပပူကရှင်းရှင်းလင်းလင်းထပ်မံပြီးတော့အသိပေးခဲ့ပါတယ်။ဒီလိုပပူကသူ့ရဲ့တရှင်ကိုသူများတွေဆိုတာမကြိုက်ဘူးလို့ပြောဆိုလိုက်တဲ့အပေါ်မှာလူမှုကွန်ရက်သုံးစွဲသူတချို့ကပြင်းပြင်းထန်ထန်ဝေဖန်လာကြတာဖြစ်ပါတယ်။တချို့ကဆိုရင်ပပူကအရင်တုန်းကသူများတရှင်တွေကိုယူဆိုခဲ့ဘူးလေဆိုပြီးတော့ဆွဆွဲဝေဖန်တာမျိုးတွေတောင်ရှိလာခဲ့ပါတယ်။ဒီလိုအရှိအမြင့်မရှိတဲ့ဆွဆွဲရှစ်တွေနဲ့ပတ်သက်ပြီးတော့အဆိုတော်ပပူကပြပြတသားပဲအခုလိုပြန်လဲရှင်းလင်းတုံ့ပြန်ခဲ့တယ်။အဲ့ဒါကတော့တလုံးသူများတရှင်တွေကိုခိုးလာပြီးကိုတချင်းကိုပြန်ဆိုတော့မကြိုက်ဘူးလို့ပြောကြတယ်ပပူသူများတရှင်တပုတ်မှခိုးမရေးခဲ့ဘူးခိုးလည်းမဆိုဘူးကော်ပီလည်းမလုပ်ဘူးပပူတချင်းတွေအကုန်လုံးကကိုပိုင်တန်စင်တွေရှိပဲဖြစ်ပါတယ်လို့ရှင်းလင်းပြောကြားလာတာဖြစ်ပါတယ်ဒီကနေ့ခေတ်မှာဇာမင်းသားတွေရုပ်ရှင်မင်းသားတွေနဲ့တခြားနည်းပညာရှင်တွေကအခါကျင်းဝင်ယူပြီးတော့ဖျော်ဖြေတဲ့ပွဲတွေမှာမူရင်းဖန်တီးရှင်တွေရဲ့တချင်းတွေကိုအလွယ်တကူယူပြီးတော့ဆိုနေကြတာအများပြားရှိပါတယ်ဒီလိုပြန်ဆိုတဲ့သူတွေကဝင်ငွေအများပြားရရှိနေတဲ့အချိန်မှာတချင်းတစ်ပုတ်ဖြစ်လာဖို့ညအိပ်ပြစ်ခံငွေကြေးကုန်ကြခံပြီးတော့ဖန်တီးထားရတဲ့မူရင်းဆိုတော်တွေနဲ့တေးရဆရာတွေအတွက်ကတော့အတော်လေးကိုနစ်နာလှပါတယ်။ဒါကြောင့်အခကျင်းငွေယူပြီးတော့ဖြောပြနေကြသူတွေအနေနဲ့ဒီတစ်ပတ်ရဲ့ရွှေနဲ့စာဖန်တီးမှုကိုလူပိုင်ခွင့်အရာတေချာလေးအတိမပြုပြီးတော့လေးစားဖို့အထူးလိုအပ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ရောမိဘကိုလှုပ်ကြွေးနေလို့ Happy ဖြိုးကိုခလုံးပေးခဲ့ပေမဲ့ကိုပိုင်တန်တင်နဲ့ရေးသားထားတဲ့တမရဲ့တခြင်းတွေကိုဘယ်သူမှယူဆိုတာမကြိုက်ဘူးလို့ပြပြတသားရက်တီလာတဲ့ဒေးတိုင်ချင်းပပအပေါ်အမြင်လေးကိုဘလို့တဘောရပါလဲ။ပရိသတ်တို့ရဲ့အမြင်လေးကိုကွန်မန့်လေးထဲမှာရေးသားပေးပါအောင်။အဆုံးထိအရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါရှင်။